ကဲဒီနေ့မတူတာနဲ့ဖက်တီမာဂရက်လေးကိုပြောပြပါမယ်အားလုံးပဲပေါ့နော်မတူတာဗီဒီယိုလေးနည်းနည်းရှေ့သွားတယ်ဆိုရင်လည်းတောင်းပန်ပါတယ်လို့ဒီနေ့မတူတာရဲ့အကောင့်ထဲမှာလည်းမတူတာ9ခွန်ကျော်ရောင်းပါတယ်ဒါပေမဲ့ဖက်တီမာတော့မဟုတ်ပါဘူးเนาะဒါနဲ့များရီရလူတွေကဖက်တီမာစားခြင်းနဲ့ဖက်တီမာစားခြင်းနဲ့ဆိုတဲ့အတွက်ဒီနေ့ဖက်တီမာကိုအမကအော်ဒါလေးမှားလိုက်တယ်မှားလိုက်တာဟိုပေါ့နော်အဲ့လိုဖက်တီမာဆိုပြီးတော့မှဖက်တီမာလိုပုံနဲ့တက်လာတော့အမမှားလိုက်တာမှားလိုက်တဲ့အခါကျတော့ဖက်တီမာအမရေးတဲ့ဒီဖုန်းနံပါတ်ကိုသွားပေးပါဗောမှားပေးပါဆိုတော့အမတူသာမှားလိုက်ရောမှားလိုက်ရောသူကလေဟိုဈေးနှုန်းတွေရောလက်လီဈေးလက်ကားဈေးသူပို့လာပြီးတော့အမတဲ့ဟိုပေါ့နော်များရီရောက်ဘလောက်ဆိုပြီးတော့အမကိုပတ်စံဟိုက KB နဲ့တဲ့ချက်ပို့ပေးပါပေါ့နော်အဲ့ဒါအမဘောင်ချဖွင့်မလို့တဲ့ဆိုတော့အမစဉ်းစားလိုက်တာအမတို့ဈေးဝယ်တဲ့လူတွေဒီအမတို့ဘောင်ချရင်ပေးတယ်ပေးပြီးတော့မှဘယ်ဂိတ်ပို့ပြီးဆိုမှ confirm ဖြစ်ပြီဆိုမှအမတို့ငွေလွှဲပေးတယ်ပေါ့နော်ဒါအမစဉ်းစားလိုက်တာလေဒါကဖက်တီမာဆိုတာလေလိုင်းပေါ်မှာဟိုတနိုင်ငံလုံးမှာမြန်မာပြည်တနိုင်ငံလုံးဖက်တီမာဖြစ်နေတဲ့အချိန်မှာအမကလေဟိုဒါကိုရဲ့ကန်တရားလေးနဲ့လည်းဆိုင်တာပေါ့နော်အဲ့နဲ့အမမတင်ငါဖြစ်တော့လေဖက်တီမာရဲ့ဒီဘူးပေါ့နော်အမအခုဘူးကိုမှလိုက်ရှာပြီးတော့မှဖုန်းနံပါတ်ကိုမှကြည့်လိုက်တဲ့ခါမှာဖုန်းနံပါတ်တွေရောအကုန်လုံးလွဲနေတယ်လွဲနေရောအဲ့နဲ့ဒီဘူးပေါ်ကနေဖုန်းနံပါတ်ကိုမှခေါ်ကြည့်လိုက်တဲ့ခါကျတော့အဲ့ရနေရောဖုန်းဆက်လာပေါ့ဆက်လာရောအဲ့မှာဖက်တီမာပရမဖက်တီမာအတူဖြစ်နေလူလိန်ဖြစ်နေတယ်လူလိန်ကဖြစ်လဲဖြစ်ကိုအဲ့ဒါသူကနေရောအမကိုစာပြန်ပို့လာတယ်အဲ့ဖက်တီမာအကောက်အတူနေရလေအမရေးတဲ့ဟိုအမပေါ့နော်ဘောင်ချလို့မလို့ပေါ့နော်ပတ်စံလွှဲပြီးတော့ဘာညာနဲ့အဲ့နဲ့မတူသားလည်းကောင်းလေးပဲပြောလိုက်ပါတယ်ညီမလေးရေးလို့ကျေးဇူးတင်တယ်နော်လို့အမအခုပဲဖက်တီမာအစစ်ဖက်တီမာစီကနေပြီးတော့လို့အမအခုပဲအော်ဒါလေးတင်လိုက်ပါပြီလို့ဆိုတာအဲ့ဒါ तू ကလေဘယ်လိုပြောလာလဲဆိုတော့လေအမကိုဗီဒီယိုကောခေါ်လာတယ်ပြီးတော့အမရဲ့ဖုန်းကင်အောင်နဲ့ဆိုတော့အဲ့နဲ့ကိုကလည်းသိချင်တော့လေကင်လိုက်တော့ဖက်တီမာပုံကို तू ဗီဒီယိုလှုပ်စီနဲ့လေ तू ဖက်တီမာပုံကိုလုံးဝလိန်တဲ့လူကလုံးဝကွက်တိကိုလိန်တာအဲ့ပို့တယ်ပြီးတော့အမဖုန်းပြောမယ်လဲတော့ဖုန်းပြန်ချသွားအဲ့အမပြန်ကင် तू ဘယ်လိုစာပြန်အမရဲ့ကျမဖက်တီမာအစ်စ်နော်တဲ့အမကိုလည်းဗီဒီယိုကောခေါ်တာအမတွေ့လာတဲ့အဲ့ဒါတဲ့အမလူလိမ်မိမှကြောက်လို့တဲ့အဲ့နဲ့အမကလည်းကောက်မှုပဲပြောလိုက်ပါတယ်မဖက်တီမာရဲ့အခုလိုမျိုး customer တွေကို view site ပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်လို့နော်အမနောက်ထပ် customer တွေကို view site လေးနဲ့အခုလိုလေးပဲနော်ဆက်ပြီးတော့ view site ပေးပါလို့အမကတော့ကျေးဇူးအများကြီးတင်ပါတယ်လို့အဲ့လိုပြောလိုက်တော့သူလည်းဘာမှမပြောတော့ဗီဒီယိုဖုန်းပြန်ခေါ်တော့လဲမကင်တော့ဘူးအဲ့တော့အားလုံးပဲသတိရှိကြပါလို့နော် logo လေးကိုဖုန်းနံပါတ်လေးနဲ့တေချာတိုက်ပြီးစစ်ပြီးဝယ်ကြပါနော်အဲ့ဒါလေးလာပြောတာ